အားလုံးပဲမင်္ဂလာပါနော်မနေ့ကဒုသမရခန့်လိုက်တယ်ဆိုတာအားလုံးသိပါလိမ့်မယ်နော်အဲ့ဒီအတွက်တချို့တငယ်ချင်းတွေကလည်းလာမေးကြတယ်ဒုသမရဖွင့်လိုက်တဲ့အချိန်မှာဘာတွေပြောင်းလဲသွားမှာလဲဘာတွေဖြစ်မှာလဲအခုလက်ရှိရလဲဒီမှာပေါ့နော်အကြံဖတ်မှုတွေကလည်းဇက်တိုင်မလျော့သွားဘူးဆိုပြီးတော့နေလာကြတဲ့လူတွေရှိတယ်ပေါ့နော်တငယ်ချင်းတွေရှိတဲ့ခါကျဒီနေ့ဒုသမရဒီဆရာပေါ့နော်ဗာတီမန်ဝင်းခိုင်ပန်းကိုသူတို့ခန့်လိုက်တယ်ဆိုတဲ့အကြောင်းလေးကိုကတော့ဒါလူတိုင်းသိပြီးသားဖြစ်လိမ့်မယ်မနေ့ကအဲ့ဒီဟာကဒီဒုသမရကိုအရင်ဆုံးခန့်လိုက်တယ်ဆိုတဲ့အကြောင်းရညီမတို့သွားနေတဲ့ညီမတို့လိုချင်နေတဲ့အတိုင်းတာကိုသွားဖို့ကဆရာဆက်စာကတော့အခုဒီမှာဟိုပေါ့နော်သူလှုပ်ရှားရှိတဲ့လှုပ်တင်လှုပ်လိုက်တဲ့ဟာတွေကိုတော့လုပ်နေပြီဒါပေမဲ့ညီမတို့ရဲ့ဒီယထာတွဲကြီးမှာဟိုလမ်းကြောင်းပြပါနေပြီဆိုရင်မောင်းမဲ့လူကလိုနေပြီလေဒီ CRPS ခီးစဉ်အတွက်ကမောင်းမဲ့လူတယောက်ရှိကိုရှိရမယ်အဲ့ဒီအတွက်လည်းဒီ CRPS အနေနဲ့ဒုသမရကိုအခုပေါ့နော်ခန့်လိုက်တာဘာဖြစ်လို့လဲဆိုတော့ညီမတို့ရဲ့အရေးကြီးတဲ့ခေါင်းဆောင်တွေနဲ့ဒီနိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်တို့ကိုဖမ်းထားတဲ့အချိန်မှာညီမတို့ယထာတွဲကြီးကမောင်းမဲ့သူမရှိရင်ညီမတို့ဘလောက်ပဲ CRPS ကိုအားသွန်ခွန်ဆိုင်နဲ့ရှေ့ဆက်ပြီးလှုပ်လိုချင်တဲ့ပန်းတိုင်းကိုအမြဲဆုံးခရီးရောက်မှာမဟုတ်ဘူးဒါကြောင့်လည်းညီမ Facebook မှာမကြင်ညာခင်လေးကလည်းညီမတင်ထားပေးတယ်ဒီ CRPS ခရီးသွားဖို့အတွက်ဒီအရှိမမောင်းမဲ့လူလိုတဲ့ဆိုတော့ညီမတို့အတွက်ဒုသမရပဲအခုဒုသမရကိုခန့်လိုက်တဲ့အချိန်မှာဘာတွေဖြစ်လာနိုင်လဲလို့မေးမယ်ပေါ့နော်ဒုသမရတော့ဖြစ်သွားပြီခုလည်းအကြမ်းဖက်တွေဖြစ်နေတယ်ဘာတွေဆက်ဖြစ်မှာလဲဆိုရင်ညီမတို့နိုင်ငံတကာမှာရှိတဲ့စာချုပ်စာတမ်းတွေလက်မှတ်ထိုးဖို့တွေရှိတယ်စီးရေးဆိုင်ရာသဘောတူညီချက်မှုတွေဖြစ်လာခဲ့ပြီဆိုရင်ဒီလက်နက်တွေနဲ့အကူအညီတောင်းဖို့ကိစ္စတွေရဲ့ဒီ Federal ပြည်ထောင်စုတပ်မတော်ထူထောင်ပြီးရင်ဒီလိုအပ်နေတဲ့ဒီပေါ့နော်အကူအညီတွေမှန်သမျှရဖို့အတွက်ကနိုင်ငံတော်သမ္မတရဲ့လက်မှတ်မပါညီမတို့လုံးလို့မရပါဘူးเนาะဒီဆရာဆဆဆိုတာကဟိုနိုင်ငံတကာနဲ့ပတ်သက်တန်တမန်ရေးရာသူကဆက်လက်ပြီးတော့သူအကြံပေးပြီးလုပ်ပေးမယ်ဆိုရင်ညီမတို့ရဲ့ဒီ target ကိုသွားဖို့အတွက်ကညီမတို့ယထာတွဲကြီး CRPS ယထာတွဲကြီးကိုဥဆောင်ပေးမယ်သမရ logo လိုပါတယ်ကျမဟိုးရှိရ live တွေမှာလည်းပြောခဲ့ဘူးတယ်ညီမတို့ရဲ့ခေါင်းဆောင်တွေကိုပြန်မလွတ်ပေးခဲ့ဘူးဆိုညီမတို့သွားချင်တဲ့ရည်မှန်းချက်ကိုဆက်သွားဖို့အတွက်ကညီမတို့အတွက်ခေါင်းဆောင်တယောက်က logo လိုပါတယ်ဒါကြောင့်လဲဆရာဆဆကအရှိပိုင်းမှာဒီပေါ့နော်တိုင်းရင်းသားတွေနဲ့ဆွေးနွေးပြီးတဲ့အချိန်မှာအခုလက်ရှိညီမတို့ရဲ့သမရကိုမနေ့ကဟိုတရားဝင်ထုတ်ပြန်ပေးလိုက်တယ်ပေါ့နော်မန်ဝင်းခိုင်တင်းဆိုတဲ့ဆရာကိုထုတ်ပေးလိုက်ပြီးဟုတ်ပြီအဲ့ဒီအတွက်ဆရာနိုင်ငံတကာနဲ့ပတ်သက်တဲ့နိုင်ငံမျက်နှာစာတွေမှာလိုအပ်တဲ့စာချုပ်စာတမ်းလောက်ရမယ့်လက်မှတ်တွေကနိုင်ငံတော်သမရတယောက်အနေနဲ့သူလှုပ်တင်လှုပ်ထိုက်တာတွေကိုလုပ်ပါတော့မယ်ဒါအတွက်ကြောင့်လဲဆရာတခုဒုသမရကိုအမြန်ဆုံးခန့်ရလိုက်ခြင်းဖြစ်ပါတယ်တော့ဒါဆိုရင်ဆရာသမရအတွက်ဟိုဖြစ်လာမဲ့လောက်ရမဲ့လမ်းစဉ်တွေကိုသိဖို့အတွက်လိုပါတယ်ဆရာတခုတော့သမရတော့ပေါ်လာပြီဘာတွေဆက်လုပ်မှလဲဆိုတာမသိမှဆိုလို့ပါပြီးတော့တရားဝင်အစိုးရအနေနဲ့ကမ္ဘာနိုင်ငံအသီးသီးမှာညီမတို့အပ်ထားတဲ့ငွေတွေရှိပါတယ်အဲ့ဒါဆရာဆဆလက်မှတ်ထိုးပြီးထုတ်လို့လည်းမရပါဘူးအဲ့ဒါတွေကသမရပေါ်လာပြီးဆိုမှဒီနိုင်ငံတော်ပတ်စံတွေကိုသုံးဆွဲခွင့်ရှိမှာပါဒါကြောင့်လည်းဒီသမရထွက်လာပြီးဖြစ်တဲ့အတွက်လိုအပ်တဲ့ဆက်လက်ပြီးလုပ်မဲ့ဟာတွေကိုဖာတီကလိုအပ်တယ်လို့လုပ်သွားပါလိမ့်မယ်ပြီးတော့တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ဆွေးနွေးမှုတွေအကုန်လုံးကိုလည်းဖာတီကဆက်ပြီးတော့လုပ်သွားပါလိမ့်မယ်ပေါ့နော်အဲ့ဒီအတွက်လုံးဝစိတ်မပူပါနဲ့သူကလည်းတဆင့်ချင်းစီသွားနေရတာဖြစ်တဲ့အခါကျတော့မနေ့ကသမရထွက်တယ်ဒီနေ့လက်ဖြောက်တီးပြီးဘာလို့ဆိုပြီးတော့လည်းလုပ်လို့မရပါဘူးသူတို့ကသူတို့အစင်းစင်းတွေလုပ်နေရတဲ့အခါမှာဟိုဒီစစ်အာဏာရှင်ဘက်ကနေပြီးတော့သူတို့လုံနိုင်တဲ့အတိုင်းတာကညီမတို့ကို pressure ပို့ပေးမယ်ညီမတို့ကိုဖြစ်သူတို့ကတေမထူးနေမထူးတွေဖြစ်တဲ့အတွက်လှုပ်တင်လှုပ်ထိုက်တာတွေကိုသူကဒီပြည်သူတွေဘက်ကနေလှည့်တိုက်ပြီးတော့ CRPS ရဲ့အခန်းကဏ္ဍကိုဆက်လက်ပြီးဝေဝါးအောင်လုပ်နေမှာဖြစ်တဲ့အတွက်တို့ပြည်သူတွေကညီမအောင်ရမှာပါဒီအချိန်မှာမညီဘဲနဲ့တယောက်နဲ့တယောက်တိုက်ခိုက်နေပြီးတော့ CRPS ကဘာလုပ်နေလဲ CRPS ကဘာလုပ်နေလဲဆို complaint ထပ်နေရင်တော့ညီမတို့ဘာမှရှေ့ဆက်လို့မရပါဘူးအခုဒုသမရထွက်လာတယ်ဆိုတော့ညီမတို့အတွက်အရန်ကောင်းပါတယ်နိုင်ငံတကာမှာရှိတဲ့ဆွမ်းနာပြောတဲ့ဆရာဆဆတောင်းခါတဲ့ R2P လိုပုံစံမျိုးတို့ဆွမ်းနာပြောဆို ICJ တို့ ICC တို့မှာဆရာသမရလက်မှတ်ကအရန်ရေးကြည့်ပါတယ်သမရတယောက်ရဲ့တောင်းဆိုခွင့်နဲ့တောင်းလိုက်မယ်ဆိုရင်ဒီအခန်းကဏ္ဍတွေကအများကြီးကိုညီမတို့အတွက်တိုးတက်သွားပါပြီအခုတော့ညီမတို့ရဲ့ CRPS မှာဆရာဆဆကလမ်းကြောင်းများဆိုရင်ဒုသမရကမောင်းနေမဲ့လူပါပဲညီမတို့ရဲ့ဒီအကုန်လုံး CDM ပါဝင်တဲ့လူတွေရောအခုပြည်သူပြည်သားတွေအနေနဲ့အကုန်လုံးပါလာပြီဆိုညီမတို့ဒီခီးကအချိန်တိုတွင်းရောက်လာတော့မှဖြစ်ပါတယ်ပြီးတော့နောက်တစ်ခုသူတို့ကဆရာမန်းဝင်းခိုင်တဲ့အသေးလဲဖမ်းနေတယ်အသေးလဲရှာပြီးတော့ဖမ်းဖို့တော့လုပ်နေတဲ့လူတွေကိုပြောချင်ပါတယ်ဒုသမရတယောက်တစ်ခုဖြစ်လာပြီဆိုတဲ့ကဟိုအကုန်လုံးကိုတွေးတော့တန်ကြံစမလောက်ထားပဲနဲ့လွယ်လွယ်ကူကူသမရမဖြစ်လာပါဘူးလို့ပြောကြိုက်တဲ့လောက်သာရှာပါကြိုက်တဲ့လောက်သာလောက်ပါဒီမှာ तू ကလည်းသူတို့လောက်ပြမဲ့လမ်းစဉ်တိုင်းကိုသူတို့ဆက်သွားမှာပေါ့နော်အဲ့တော့ဆန္ဒပြောသလို R2P ကိုလည်းတောင်းလိုက်တယ် R2P ကမနာဘူးလား R2P ကဘယ်လိုဖြစ်လို့လဲပြ R2P အတွက်ကလည်းစုံမြက်ချက်ကသူတို့ဘက်ကလည်း100%ချလိုက်တာမဟုတ်သေးဘူးဆန္ဒပြောသလိုသူတို့
ဖွဲ့အစည်းထဲမှာလည်းလှုပ်တင်လှုပ်ထိုက်တဲ့အရာတွေအကုန်လုံးကိုသူတို့ကသူတို့တိုင်ပင်ပြီးဆွေးနွေးပြီးလုပ်နေတယ်အခုသမ္မတတယောက်ကလည်းပေါ်လာပြီးဆိုရင်သမ္မတလှုပ်တင်လှုပ်ထိုက်တဲ့အချက်လက်တွေနဲ့သူတို့စကားပြောဖို့တွေရှိပါလိမ့်မယ်အဲ့ဒီခါကျရင်လည်းအဖြေတစ်ခုကထွက်လာပါလိမ့်မယ်နော် R2B ဝင်စရာမလိုရင်တော့မှညီမတို့တွေကအခုတန်တမန်ရေးကပိတ်ဆို့မှုတွေနဲ့တင်မယ်ညီမတို့နိုင်နေပါတယ်စိုက်နှစ်ခုကိုတေချာရှင်ပြီးတော့တွေးကြည့်ပါဒီစစ်အာဏာရှင်ဘက်ကစိုက်ရင်ညီမတို့ CRPH ကဆရာဆဆရဲ့အခုသမ္မတတို့နဲ့တွားမဲ့လမ်းကြောင်းရဲ့စိုက်နှစ်ခုကို compare လုပ်ကြည့်ရင်အဖြေကထွက်သွားပါလိမ့်မယ်ဘာဖြစ်လို့အခုလိုပြောရတာလဲဆိုတော့နိုင်ငံတကာပိတ်ဆို့မှုတွေသာမရှိဘူးဆိုရင်သူဟာဒီပေါ့နော်ပြောမယ်ဆိုရင်ဒီဘယ်မင်းရှိကိုသူငှားစရာတော့မလိုဘူးလေဒီတိုင်းပြည်မှာသူနိုင်ငံတကာနဲ့မျက်နှာตาရဖို့အတွက်အခွင့်အရေးတွေရဖို့သူငှားစရာတော့မလိုဘယ်မင်းရှိကိုသူဘာလို့ငှားလိုက်လဲနိုင်ငံတကာကပိတ်ဆို့အရေးယူမှုတွေကအများကြီး target ဖြစ်သွားတယ်အများကြီးထိရောက်မှုရှိတဲ့အတွက်လည်းသူကဘယ်မင်းရှိကိုငှားရတာဒေါ်လာ2တန်းပေးပြီးတော့ငှားခဲ့ရတာဒါလေးတွေကိုသိဖို့လိုတယ်ညီမတို့ site နဲ့ site မှာဆိုရင်ညီမတို့ကဘာခုံမြင့်ပေါ်မှာရောက်နေတာညီမတို့ CRPH site ကရောက်နေပြီအခုစစ်အာဏာရှင်တွေဘက်ကရောက်နေတယ်ဆိုတာကနိုင်ငံတကာကိုခြေထောက်ဖက်နေရတဲ့အနေအထားဒီ compare နှစ်ခုကို compare လုပ်ကြည့်တာနဲ့ဘယ် site ကတာနေတယ်ဆိုတာသိပါလိမ့်မယ်လက်တလုံးမှာညီမတို့ကလက်တလုံးဖြစ်နေတဲ့အရာတွေကိုကြည့်ပြီးဆုံးဖြတ်တဲ့ခါကျတော့တယောက်နဲ့တယောက်မှာပေါ့နော်အတွင်းမြင်ယူဆလေးတွေမတူတာလည်းရှိတယ်သူတို့ဘက်ကလည်းဘာလုပ်လဲဆိုတော့လက်နက်ရှိတယ်လက်နက်အားကိုနဲ့ပြည်သူကိုဒီထက်ပိုပြီးဖိမယ်ပြည်သူတွေ pressure ပိုပြီးတော့ CRPH ကိုပေးလိုက်ရင် CRPH ရဲ့အခန်းကဏ္ဍဝေဝါးသွားမယ်ဒါကသူတို့ရဲ့ target ပဲအဲ့ဒါကြောင့်ညီမတို့တစ်ခုခုကိုဖြစ်တော့မယ်လုပ်တော့မယ်ဆိုရင်ညီမတို့ဘက်ကလည်း defense လုပ်ဖို့လိုတယ် defense ဆိုတာညီမတို့ကအကြမ်းဖက်တာမဟုတ်ဘူးညီမတို့ကိုယ်ပိုင်ကာကွယ်ခွင့်ရှိတယ်ကာကွယ်ခွင့်ကိုထိထိမိမိအသုံးချပြီးတော့ဒီပြည်တွင်းမှာရှိတဲ့ညီကိုမောင်နှမတွေကလည်းတိုက်စစ်တစ်ခုကိုdefense ကိုတေချာသွားမယ်ဆိုရင်ဒီ CRPH အခန်းကဏ္ဍဒီထက်ပိုပြီးတော့ရှင်းလင်းမြင်သာလာပါလိမ့်မယ်ပေါ့နော်အခုဆိုရင်သူတို့တွေက site နဲ့ site ကိုရှင်းကြည့်လိုက်မယ်ဆိုရင်ဒီစစ်အာဏာရှင်ဘက်ကလုံးဝကိုအောက်ကို level ကိုကျနေပြီ level ကျနေတာဖြစ်တဲ့အတွက်ပြည်သူတွေဒီထက်ပိုပြီးအကြမ်းဖက်ပြီးတော့လှုပ်လိုက်ပြည်သူတွေစိတ်ကိုဒီထက်ပိုပြီးစွာလာပေးနိုင်တဲ့အတွက်အားလုံးကိုပြောချင်တာကခံစားနေရတာနားလည်ပါတယ်ညီမတို့ကိုယ်တိုင်လည်းလက်ရှိဒီမှာရောက်နေပြီမဲ့စိတ်ကအဲ့ကိုရောက်နေပြီးတော့ခံစားနေရတာဖြစ်တဲ့အတွက်အားလုံးနဲ့အတူတူထပ်တူဖြစ်နေတယ်အဲ့တော့ဒီအခုလက်ရှိကဒုသမ္မတကိုယုံကြည်နဲ့သူရှစ်ဆက်ပြီးလုံးမဲ့အလုပ်ကိစ္စတွေကိုယုံကြည်စွာနဲ့လုပ်ပေးပါလို့ပဲပြောချင်ပါတယ်ပြီးတော့နောက်တစ်ခုက R2B ဆိုရင် R2B ကချက်ချင်းလာတာမလာတာထက် R2B ရဲ့အခန်းကဏ္ဍတွေသူ့ဟာသူဆက်ပြီးလုံးမဲ့တန်တမန်ရေးရာတွေကလည်းဒီဒုသမ္မတဆက်ပြီးတော့လှုပ်သွားပါလိမ့်မယ်ပေါ့နော်အဲ့ဒီမှာညီမဒီဘင်မနာရှိသူတို့ဒီမှာအမေရိကန်နိုင်ငံသားရေးတန်တမန်တွေနဲ့သူတို့တွေ့ဆုံပြီးစကားပြောမဲ့ကိစ္စတွေရှိတယ်အဲ့ဒီအတွက်မှာ तू ကဘာကိုလုပ်မှာလဲဆိုတဲ့အခါကျတော့အဓိကကဒီမှာရှိတဲ့လူတွေနဲ့ဒီပိတ်ဆို့ရေးယူမှုတွေကို तू က short ဖို့အတွက်ဒီက political တွေနဲ့တွေ့ဖို့ तू ကစီစဉ်ထားတယ်ပေါ့နော်ပြီးတော့နောက်တစ်ချက်က तू ဘာလုပ်မလဲဆိုတော့UAE နဲ့ sorry နိုင်ငံကို तू သွားမယ်သွားပြီးတော့အဓိကကဒီ Rohingya refugee တွေအတွက်ကို तू ကပတ်စံတောင်းဖို့လည်းရှိတယ်အဲ့ဒီကိစ္စနှစ်ခုနဲ့ဒီကအစိုးရက तू ကငှားရလိုက်တာပေါ့နော်အဲ့ဒါဆိုရင်ဒီဘင်မင်နရှိရဲ့ဒီ biography ကိုကြည့်လိုက်မယ်ဆိုရင်ဘင်မင်နရှိရဲ့အကြောင်းကလည်းဒါလူတိုင်းလည်းသိတဲ့လူတွေလည်းသိလိမ့်မယ်မသိတဲ့လူတွေလည်းရှိလိမ့်မယ်မသိတဲ့လူတွေဆိုရင်ပေါ့နော်သိသလောက်လေးနည်းနည်းရှင်းပြမယ်ဆိုရင် तू ကဒီစစ်ထောက်လန်းရေးဟောင်းတယောက်ဖြစ်တယ်ပေါ့နော်ဒီကမ္ဘာအရေးခင်းတွေမှာဆိုရင်ဒီသတင်းမှားတွေလိုက်ဖြန့်တဲ့လူဆိုပြီးတော့ तू ကနာမည်တော်တော်ကြီးတယ်နာမည်ကြီးတယ်ပေါ့နော်အဲ့တော့ဇင်မာပွေတို့မူဂါဘီတို့ဆူဒန်တို့အာဏာရှင်တွေအတွက်ဆိုရင်လည်း तू ကအလုပ်လုပ်ပေးခဲ့တယ်အခုလက်ရှိမြန်မာအပါဝင်ပေါ့နော်သူကနိုင်ငံ6နိုင်ငံအတွက်ကို तू lobby လုပ်ပေးခဲ့ဘူးတယ်အဲ့ဒါတူနီးရှားဆူဒန်ကွန်ဂိုဖရန့်အာဖရိကဇင်ဘာဘွေဆိုတဲ့နိုင်ငံတွေမှာ तू ကဒီနိုင်ငံရေးနဲ့ပတ်သက်တဲ့ဥစ္စာတွေလုပ်ပေးခဲ့တယ်ပေါ့နော်အဲ့လိုတွေလုပ်တဲ့အတွက်လည်းသူ့ကိုမကြိုက်တဲ့လူတွေရှိတယ်မကြိုက်တဲ့လူတွေရှိတဲ့အတွက်လည်းဒီ2022ခုနှစ်မှာသူဇင်ဘာဘွေမှာသူ့ရဲ့ဒီဇင်ဘာကနေဒါနိုင်ငံမှာရှိတဲ့သူ့အိမ်ကပေါ့နော်မီးလောင်ဘုံအတွင်းခံခဲ့ရတယ်ပြီးတော့နောက်တစ်ခုကသူ့မှာလည်းဒီအာဖရိကနယူးယောက်ပြောမယ်ဆိုရင်ဒီပေါ့နော်အီရန်စစ်လေယာဉ်တွေကိုတင်ပို့ရောင်းချမှုနဲ့လည်းသူကထောင်နဲ့ရင်ဆိုင်ခဲ့ရဘူးတယ်ပြီးတော့နောက်တစ်ခုကအမေရိကန်နိုင်ငံမှာရှိတဲ့နယူးယောက်မှာရှိတဲ့လက်နက်ထိန်းချုပ်ရေးဥပဒေနဲ့လည်းသူကညှိစွန်းခဲ့ဘူးတယ်ပေါ့နော်ဒါသူ့ရဲ့သမိုင်းသူ့ရဲ့ biography လေးကိုတချို့ရှင်းပြတာအဲ့တော့ तू ကဘာလုပ်လို့ရလဲဆိုတော့ဒီနိုင်ငံတကာကို तू လာပြီးတော့ဒီကအထူးသဖြင့်နိုင်ငံရေးသမားတွေနဲ့ तू ကတွေ့ဆုံပြီးတော့ဒါပိတ်ဆို့မှုတွေကိုဖြေလျှော့ပေးဖို့အတွက်လုပ်ဖို့လာပြောမှာပေါ့နော်အဲ့ဒီအတွက်ညီမအခုဘာလုပ်ထားလဲဆိုတာကိုပြောပြမယ်ညီမပြီးတော့ရှေ့ကရက်တွေ4-5ရက်မှာညီမ live လုံးဝမလွှင့်နိုင်ဘူးဆိုတာညီမမှလည်းညီမဒီမှာလှုပ်ရှားရှိတာလေးလုပ်ရတယ်အဲ့ဒါဘာဖြစ်လို့လဲဆိုတော့
မြန်မာအမျိုးသားနဲ့ပတ်သက်တဲ့ officer တွေရှိတယ်ဒီမှာသူကိုယ်တိုင်လည်းဒီမှာ officer တယောက်ဖြစ်တဲ့ခါကျတော့ညီမအိုက်ကိုသွားတယ်သွားပြီးတော့သူတို့ကိုညီမ1962ခုနှစ်နေဝင်းလက်ထက်တဲကနေပြီးတော့အာနာရှင်တွေသိမ်းအာနာသိမ်းခဲ့တာ88မှာတခါဒီအာနာသိမ်းခဲ့တာရဲ့ဒီ2009ခုနှစ်မှာဖြစ်ခဲ့တဲ့ဟာတွေလက်ရှိဖြစ်နေတဲ့2021ထိကိုညီမအစအဆုံးသူတို့ကိုရှင်းပြတယ်ရှင်းပြပြီးတော့ညီမသူတို့ကိုအကုန်လုံးဘာတောင်းခဲ့လဲဆိုတော့ request တစ်ခုတောင်းတာကသူတို့ကနိုင်ငံသားတွေဖြစ်တဲ့အတွက်နိုင်ငံသားတယောက်အနေနဲ့မြန်မာနိုင်ငံအရေးကို100% support လုပ်ပေးဖို့ရယ်ဒီဒီမိုကရေစီလမ်းကြောင်းပေါ်အမြန်ဆုံးရောက်ပေးဖို့အထက်ကလူကြီးတွေနဲ့ support လုပ်ပေးဖို့အကြောင်းကိုသူတို့ကို email ပို့ခိုင်းခဲ့တယ်ပို့ခိုင်းခဲ့တဲ့အတွက်သူတို့ဘက်ကလည်းညီမ step by step ရှင်းပြတာကိုသူတို့လည်းနားလည်တယ်လက်ရှိနိုင်ငံရေးမှာဖြစ်နေတာတွေရယ်တည်ဆုံးမှုတွေရယ်ပြည်သူတွေပေါ်မှာပြောမယ်ဆိုရင်ဒါပြည်တွင်းအကြမ်းဖက်မှုပေါ့နော်ဖြစ်နေတဲ့ဆိုတဲ့အကြောင်းလေးအစအဆုံးချပြလိုက်တဲ့အခါကျတော့သူတို့ဘက်ကလည်းလက်ခံတယ်လက်ခံလာတဲ့အတွက်ခုညီမကိုသူတို့ email ပို့ပေးဖို့စီစဉ်ပေးတယ်အဲ့ဒါသူနိုင်ငံသားရေးဝန်ကြီးဌာနရုံးကိုဒါလိုက်ပို့ပေးမယ်ပေါ့နော်သူနဲ့ပတ်သက်တဲ့ officer တွေတော်တော်များများပို့မယ်အယောက်20ကျော်လောက်ရှိတယ်သူတို့စာပို့ပေးဖို့စီစဉ်ပေးနေပါတယ်ပြီးတော့နောက်တစ်ချက်ညီမဘာလုပ်ထားလဲဆိုတော့သူ့ရဲ့ရုံးထိုင်ကဒီမှာ LA မှာရှိတယ် Los Angeles မှာဖြစ်တဲ့အတွက်သူကိုယ်တိုင်အဲ့ဒီကိုဖုန်းဆက်ပြီးတော့အဲ့မှာရှိတဲ့သူ့ရဲ့အောက်လိုက်ငယ်သားတွေအကုန်လုံးကိုလည်းစာပို့ပေးဖို့ကိုတောင်းဆိုထားတယ်ဒါကညီမတို့ရဲ့ business ရှိသွားလာတဲ့အခါကျရင်အမေရိကန်နိုင်ငံအနေနဲ့လုံးဝကိုလက်မခံဖို့အတွက်ကိုပေါ့နော်ဒါပြည်သူနိုင်ငံသားသူတို့ရဲ့နိုင်ငံသားတွေအနေနဲ့ကိုတောင်းဆိုပြီးမှဒီမှာဒါညီမဒီရက်ပိုင်းတွေမှာညီမလှုပ်ရှားနေတာဒီမှာညီမနိုင်တဲ့အားနဲ့အဲ့ဒီတော့ညီမတို့တွေဘက်ကလုံးဝစိတ်တက်ကြစရာမရှိဘူးဆိုတာတွေကအားသာချက်အားနည်းချက်ကိုနှစ်ခုကိုခွန်ဖဲလုပ်ကြည့်တာနဲ့ဘသူကအားသာတယ်ဘသူကအားနည်းတယ်ဆိုတာကိုသိတာပါလိမ့်မယ်ပြီးတော့ဟိုရက်ကအာတူဘီတောင်းလဲအာတူဘီမလာတာနဲ့လဲစိတ်ပြက်အားရော့စရာတွေမလိုပါဘူးအာတူဘီမလာပေမဲ့လဲတန်တမန်ရေးရာတွေနဲ့ဟိုပဲသူတို့ဘက်ကတကယ်ကိုကြောက်လန့်လို့ဒါဒီ business ရှိကိုငှားခဲ့တာလို့တွေးပါပြီးတော့နောက်တစ်ချက်က United Nation တို့ US တို့ရဲ့မှာ US တို့နဲ့တွဲပြီးတော့နိုင်ငံရဲ့ချားမှာရောက်နေတဲ့လူတွေကိုတွဲပြီးမမြင်ဖို့လေဒီနေရာတွေ request လုပ်ပါတယ်နော်တချို့စကနာထိုးတာတွေကခင်ဗျားတို့ UN ကလာမလားခင်ဗျားတို့ UN ဆိုတာဒါနေဒီလိုမျိုးတွေပြောနေရင်ဒီဒလန်တွေဘက်ကပို့ပြီးတော့အားရကျင်နေပြီးလှောင်ပြောင်စရာဖြစ်နေပါလိမ့်မယ်နော်အဲ့တော့ညီမပြောသလိုပထမပြောသလို site နှစ်ခုကိုရှင်းကြည့်ပါနိုင်ငံတကာ state ခုံမှာရောက်နေတဲ့ site နဲ့နိုင်ငံတကာကိုဖားရနေရတဲ့ site နှစ်ခုကိုရှင်းကြည့်တာနဲ့ညီမတို့ကသားနေပါပြီအခုလက်ရှိဒုသမ္မတလည်းရောက်လာပြီဒုသမ္မတကသူ့လိုအပ်တဲ့စာချုပ်စာတမ်းတွေလက်မှတ်တွေကိုသမ္မတတယောက်လှုပ်ထုံးလုပ်နည်းတွေနဲ့သူကဆက်လက်ပြီးလှုပ်တော့မှာဖြစ်တဲ့အတွက်ညီမတို့ကရှေ့ဆက်ပြီးသွားဖို့ပဲရှိတယ်နောက်ကိုပြန်လာစရာမရှိတော့ဘူးလမ်းကြောင်းပြဒေါက်တာဆဆာလည်းရှိနေပြီနိုင်ငံတကာ state ခုံကနေပြီးတော့ဟုတ်ပြီနော် Wall Street မှာ तू ကနေနေတာဒီမြန်မာပြည်တွင်းကနေပြီးတော့လက်နက်အားကိုးနဲ့ command ပေးနေတာမဟုတ်ဘူး Wall Street ကနေပြီးတော့နိုင်ငံတကာနဲ့ဆက်ဆက်ပြီးပြောနေတဲ့ချိန်မှာဒီမှာအခုဒီညီမတို့သွားမဲ့ CRPH လမ်းကြောင်းကြီးကိုမောင်းတင်ပေးမဲ့ဒုသမ္မတလည်းပါလာပြီနော်လိုက်ပါလာမဲ့လူတွေအကုန်လုံးကလည်းပါလာမယုံမရှိနဲ့နောက်မှာ CDM တွေအများကြီးပါဖို့စောင့်နေပါတယ်အကုန်လုံးရှေ့ကသတင်းတွေအကုန်လုံးကိုစောင့်နေတာဖြစ်တယ်နောက်ပိုင်းမှာ CDM ဝင်လာမဲ့လူတွေလည်းများပါတယ်ပြီးတော့နောက်တစ်ခုဒီနိုင်ငံဒီတိုင်းရင်းသားလက်နက်ကိုင်တွေနဲ့စကားပြောဖို့ကလည်းဖာတီသူ့ဟာသူလှုပ်ရှားရှိတာတွေအကုန်လုံးလှုပ်သွားပါလိမ့်မယ်လိုအပ်လာပြီဆိုရင်လည်းညီမတို့လက်နက်ကိုင်ကြမလို့ပဲနဲ့အားလုံးပြီးသွားပါလိမ့်မယ်သူတို့အတွင်းထဲမှာကိုပဲဖြောက်တွေဖြောင်းမြန်လုံးမဲ့လူတွေရှိနေပါတယ်ဒါကလည်းသတင်းကောင်းပါပဲဘာဖြစ်လို့လဲဆိုတဲ့အခါကျတော့တကယ်ကိုအခြေအနေအကုန်လုံးကစောင့်ကြည့်နေကြတာပဲတကယ်ဖြစ်လာတဲ့အခါကျရင်သူတို့ဘက်လည်းမတာဘူးဆိုတာသိလာတဲ့အခါကျရင်ဖြောက်ပြောင်းမဲ့လူတွေလည်းရှိတယ်ဒါကြောင့်လိုအပ်တဲ့ဟာကိုဒုသမ္မတဆက်သွားနေတဲ့အချိန်မှာညီမတို့တွေကယုံကြည်ချက်နဲ့လုပ်ဖို့ပဲလိုပါတယ်ညီမဆိုရင်လည်းနိုင်ငံခြားကနေပြီးတော့ယုံကြည်ချက်နဲ့လုပ်ပါတယ်ဟိုနေ့ကဆိုရင်စမ်းချောင်းကလေးတွေကိစ္စမှာဆိုရင်ညီမ post 2တင်လိုက်တယ်အဲ့ဒါတန်ယုံတွေကိုဖုံးဆက်ဖို့ post တင်လိုက်တယ်တန်ယုံတွေအကူအညီတောင်းဖို့ဆိုပြီးတော့ post တင်လိုက်တဲ့အခါမှာညီမကို fake news ဆိုပြီးတော့လည်းပြောကြတယ်fake news ဆိုပြီးတော့ဒီသတင်းတွေဖြတ်ခိုင်းတယ်ဒါပေမဲ့အဓိကညီမပြောချင်တာကတန်ယုံတွေဒီမြန်မာနိုင်ငံမှာလက်ရှိရောက်နေတာမြန်မာနိုင်ငံမှာလာပြီးအခြေစိုက်နေတာမြန်မာနိုင်ငံရဲ့ကောင်းခြင်းစိုးခြင်းရဲ့မြန်မာနိုင်ငံမှာဒီလောက်ဒုက္ခတွေခံစားနေရတာရဲ့ပြည်သူတွေပေါ်ရရဆက်ဆက်လူအခွင့်အရေးချိုးပေါက်နေတယ်ဆိုတော့သူတို့တွေသိတယ်နေ့တွေညတွေဆိုတာတဲ့သူတို့တွေကမြန်မာနိုင်ငံမှာအခြေစိုက်နေတာဖြစ်တဲ့အတွက်မြန်မာနိုင်ငံအချက်လက်ကိုသိသိတယ်လို့ထင်လို့ညီမကဖုံးဆက်ခိုင်းတာပြီးတော့တယောက်တည်းငိုအချောင်းမှကြိတ်ပြီးငိုနေတာတဲ့ဟဲ့လို့အတန်ပြင်းနဲ့ငိုတော့မှလားသူတို့တွေကြားမှလားဘာဖြစ်နေတာလဲဘာဖြစ်လို့ငိုတာလဲဆိုတဲ့အဖြေတစ်ခုကိုရမှာလေထုံနည်း၎င်းမဲ့သူတို့တွေလာကယ်လို့ရမလားဆိုတော့လာကယ်လို့တော့မရဘူးလာကယ်လို့မရပေမဲ့ကဘာကြီးကိုတော့တကားခောက်ပေးလို့ရတယ်လေမတရားမှုခံနေရဆိုသိဖို့လိုတယ်ညီမတို့ပြောနေတဲ့ R2P တို့ဘာလို့ဆို sports ဖြစ်ဖို့နေတိုင်းကိုတွန်းအားပေးနေဖို့လိုတယ်ဒါကြောင့်ညီမကတန်ယုံတွေကိုဖုံးဆက်ဖို့အတွက်ကိုဖိအားပေးတာပါညီမကိုယ်တိုင်နဲ့ဒီက Washington DC ကတန်ယုံကိုနိုင်ငံသားအမေရိကန်နိုင်ငံသားတယောက်အနေနဲ့လှမ်းဆက်ပြီးပြောတယ်မြန်မာနိုင်ငံမှာဒီလိုအခြေအနေတွေဖြစ်နေတဲ့အတွက်ချက်ချင်း
comment အရှင်ယူပေးပါကူညီပေးပါဆိုပြီးတော့ဒီကနေဖုန်းလန်းဆက်တယ်ဘာပဲဖြစ်ဖြစ်ဟုတ်တယ်ဖြစ်စေမဟုတ်တယ်ဖြစ်တယ်ဒီစာဆောင်ထွက်သွားတဲ့အတွက်နောက်မှအကုန်လုံးနိုင်ငံရေးချတန်ယုံတွေအကုန်လုံးစာတွေအများကြီးထွက်လာတဲ့အတွက်ညီမတို့ cover ဖြစ်နေတယ်အဲ့မှာဘာဖြစ်လာလဲဆိုတော့တချို့လူတွေကအမရဲ့တဲ့မြေပြင်မှာရောက်နေတဲ့လူတွေကဒီစာတွေကိုနားလည်ပါမလားမြေပြင်မှာရောက်နေတဲ့လူတွေကစာကိုနားမလည်ပေမဲ့အပေါ်ကနေ walkie talkie နဲ့ပြောနေတဲ့ကောင်တွေကတော့အဲ့စာကိုနားလည်တယ်လေအဲ့အတွက်ဒီဥစ္စာကိုထပ်တွန်းရင်သူတို့အတွက်နုံထဲမှာရောက်နေပြီဆိုတာသူတို့ကသိကိုသိတယ်လှုပ်လေမြုပ်လေဖြစ်နေတာလှုပ်လေမြုပ်လေဖြစ်နေတဲ့လူတွေကဘာဆက်လုပ်မလဲပြည်သူတွေကိုဆက်ဖိမယ်ဆက်လုပ်မယ်အဲ့အတွက်တယောက်နဲ့တယောက်ပြောတဲ့အချိန်မှာဒလန်နေလို့မတတ်မှတ်ပါနဲ့မေစောတစ်ခုကိုစုံစမ်းစစ်ပြတဲ့အခါမှာဖြစ်နိုင်မဖြစ်နိုင်ဆိုတာဆုံးဖြတ်ဖို့လိုပါတယ်ပေါ့နော်ဒါလေးကိုညီမပြောပြတာညီမကလည်းဒလန်လို့တတ်မှတ်ပြီးတော့ဒလန်ရလို့တတ်မှတ်တာမဟုတ် post အမားကြီးတင်ပြီးဘာကြီးလုံးနေမှမသိဘူးပြောတဲ့အတွက်ကိုပြောပြတာညီမကိုယ်တိုင်လည်းဒီကနေဖုန်းဆက်ခဲ့ပါတယ် Washington DC မြန်မာတန်ရုံးကိုဖုန်းဆက်ပါတယ်အဲ့ဒီမှာညဖြစ်နေတယ်ဒီမှာနေဖြစ်နေတဲ့အတွက်ညီမကိုယ်တိုင်အကူအညီလှမ်းတောင်းခဲ့ပါတယ်ဒါလေးကိုသိဖို့ပေါ့နော်နောက်တစ်ခုညီမတစ်ခုရှင်းပြခြင်းနဲ့ R2B ကိုအခုတောင်းလိုက်တယ်R2B ကိုမရဘူး R2B မလာတော့ဘူးဆိုပြီးတော့စာတွေအများကြီးထွက်နေတယ်တချို့သတင်းတွေမှာလည်းဖတ်နေရတယ်ဒါပေမဲ့ R2B ဆိုတာ R2B ကလုံးဝကြီးမလာဘူးမပေးဘူးလို့ဆိုပြီးတော့ဒီစာကိုကြောင်ထိုးလိုက်တာမဟုတ်သေးဘူးသူတို့အထဲမှာဆုံးဖြတ်စစ်စင်းစဉ်းစားပြီးဆုံးဖြတ်နေတော့မယ်အဲ့တော့စဉ်းစားပြီးဆုံးဖြတ်နေတဲ့အခါကျတော့ပြောစရာတစ်ခုရှိတယ်အများနဲ့စဉ်းစားနေတာပဲဆုံးဖြတ်နေတာပဲလို့ complaint တက်စရာရှိတယ်ဟုတ်တယ်စဉ်းစားရမှာပဲဘာဖြစ်လို့လဲဆိုတော့ကမ္ဘာအဖွဲ့အစည်းဆိုတာနိုင်ငံတစ်ခုတည်းအတွက်မဟုတ်ဘူးနိုင်ငံတစ်ခုတည်းအတွက်အလုံးလုံးနေတာမဟုတ်နိုင်ငံအားလုံးအတွက်အလုံးလုံးနေတာဖြစ်တဲ့အတွက်အားလုံးရဲ့သဘောတူညီမှုရှိတယ်အခုနိုင်ငံအသီးသီးမှာလည်းတရုတ်နဲ့ရုရှားရဲ့ပိတ်ပင်မှုကိုလည်းသူတို့ကိုယ်တိုင်လည်းသိနေပြီသိနေတဲ့အတွက်လှုပ်ထက်တဲ့ဆုံးဖြတ်ချက်တစ်ခုကိုချဖို့အတွက်လည်းမြန်မာဒီတန်မတ်အနေနဲ့ကလည်းမြန်မာကိုစားပြုတန်မတ်အနေနဲ့ကလည်းသူတို့ကိုပြောရတယ်နင်တို့တွေလုံနေတာမြန်မာလူမျိုးတွေစိတ်တက်ကြနေပြီနော်ဆိုတဲ့ပုံစံမျိုးနဲ့ဖိအားပေးပြီးပြောသွားတာဖြစ်တဲ့အတွက်အဖြေတစ်ခုကသူ့ဟာသူထွက်လာပါလိမ့်မယ်ချက်ချင်းကြီးမထွက်လာသေးတာပဲရှိပါတယ်အဲ့ဒါကအဖြေကထွက်နေပြီးဆုံးဖြတ်ချက်ဟာသူတို့R2Bကလည်းမလာတော့ဘူးလိုမျိုးပြောနေတဲ့အတွက်ကိုပြောပြတာပေါ့နော်အဲ့ဒီမတိုင်ခင်ပေါ့နော်တောက်ကြနေမှာညီမတို့သူတို့တကားပိတ်အစည်းအဝေးမဆွေးနွေးခင်မှာကြာသာပတင်းနေမှာ၄နိုင်ငံပဲ quick fly လုပ်ပြီးတော့သူဆွေးနွေးသွားတာတွေလည်းရှိတယ်အဲ့ဒီဟာကသူကဘာလို့ဆွေးနွေးသွားတာလဲဆိုတဲ့အခါကျတော့quick line လုပ်ပြီးဆွေးနွေးသွားတာကဂျပန်ရယ် US ရယ် UK ရယ်အိန္ဒိယရယ်ပေါ့နော်၄နိုင်ငံပဲတီးတန့်ဆွေးနွေးသွားတယ်အဲ့ဒီမှာလဲသူကမြန်မာနိုင်ငံအကြောင်းကိုပြောပြီးတော့တေချာကိုသူတို့ဆွေးနွေးသွားပြီးတယ်ပေါ့နော် quick fly လုပ်ပြီးဆွေးနွေးသွားပြီးတယ်ပြီးတော့နောက်တစ်ခုကဒီတရုတ်နိုင်ငံအရေးနဲ့ပတ်သက်ပြီးတရုတ်ကိုသူတို့လုံးဝထိန်ချန်ပြီးတော့ဆွေးနွေးသွားပြီးတယ်အဲ့မှာဆိုရင်လည်း US ပြောတဲ့စကားတွေကတော်တော်ကောင်းပါတယ်ဒီမြန်မာနိုင်ငံအရေးနဲ့ပတ်သက်ပြီးတော့ PR ဆက်ပြီးပေးဖို့ကိုသူကပြောသွားတယ်ဒါတကားပိတ်အစည်းအဝေးပတိုင်ငင်မှာ quick fly လုပ်သွားသေးတယ်ဆိုတာကိုပြောသွားတယ်၄နိုင်ငံနယ်နိမိတ်ကြားသူတို့ဆွေးနွေးမှုတစ်ခုလည်းလုပ်သွားသေးတယ်အဲ့ဒါကတော့ဘယ်သူမှတော့တိတ်မသိလိုက်ဘူးအဲ့ဒီမှာလည်းဒီမြန်မာအရေးနဲ့ပတ်သက်ပြီးတော့သူတို့တီးတန့်ပေါ့နော် PR ပေးသွားတာလေးလည်းရှိတယ်အဲ့တော့ဒီ R2B ကိစ္စပြီးသွားတဲ့အချိန်မှာမှတခါဘာထွက်လာလဲဆိုတဲ့အခါကျတော့သတင်းတွေမှာတက်လာပြီးထွက်လာခါကျတော့အိန္ဒိယရယ်ရုရှားရယ်တရုတ်ရယ်BNN ရဲ့နိုင်ငံ၄နိုင်ငံကန့်ကွက်လို့ R2B ပြတ်သွားတယ်ဆိုပြီးတော့ပြောတယ်တကယ်တော့အဲ့ BNN အဲ့၄နိုင်ငံလုံးကို R2B ပြတ်သွားတာမဟုတ်ပါဘူးเนาะအဲ့ဒါကိုလည်းဒီအိန္ဒိယတန်ယုံမှာသူတို့ကိုယ်တိုင်ထုတ်ပြီးတော့ရှင်းပြပေးထားပါတယ်ဒီအဖြေကလုံးဝမဟုတ်ဘူးဆိုတဲ့အကြောင်းကိုသူတို့ကိုယ်တိုင်ရှင်းပြထားပေးတယ်အဲ့တော့အိန္ဒိယတန်ယုံကိုဝင်ကြည့်လို့လည်းရတယ်ပေါ့เนาะအဲ့တော့ R2B ဆိုတော့အခုညီမတို့က R2B ကိုတောင်းနေကြပြီ R2B ကရော R2B ကဘာဆိုတာရောသိရလားတိတဲ့လူတွေလည်းရှိရင်ရှိမယ်မတိတဲ့ညီကိုမောင်နှမတွေနေတယ်တစ်ချက်နားထောင်ပြီးညီမတိတဲ့လောက်လေးကိုရှင်းပြR2B ဆိုတာ1999ခုနှစ်ရဝန္နာမှာပြည်တွင်းစစ်ဖြစ်ခဲ့တဲ့အချိန်မှာလူပေါင်း8000ကနေတသိန်းကြားသေခဲ့တယ်အဲ့ဒီအချိန်မှာ United Nation ကသူတို့ကိုရဝန္နာပြည်ကိုပို့ခဲ့တယ်အဲ့ဒီအချိန်မှာတောင်မှလူပေါင်းများစွာသူတို့ရှေ့မှာတက်ဖြတ်နေတာပေါ့နော်ဖြစ်ခဲ့တယ်ပြီးတော့နောက်၄နိုင်ငံရှိတယ်၄နိုင်ငံပြည်တွင်းစစ်ဖြစ်ခဲ့အဲ့ဒါရဝန္နာရဲ့ဆူဒန်ရဲ့ကွန်ဂိုရဲ့ဆူမာလီယာရဲ့အဲ့ဒီ၄နိုင်ငံပရိပခပြဿနာတွေဖြစ်တဲ့အချိန်မှာ United Nation တွေနဲ့သူတို့ကဝင်ရောက်ဖြည့်ရှင်းဖို့အတွက်ကန့်ကွက်ခဲ့တယ်အဲ့ဒီအတွက်အဲ့မှာလူပေါင်းထောင်သိန်းနဲ့ချီပြီးတော့အမြောက်အများသေခဲ့တယ်အဲ့ဒီအတွက်ကိုပဲ1000ပြည့်နှစ်အစောပိုင်းမှာကုလသမဂ္ဂအထွေထွေအတွင်းမှုချုပ်ကိုပီအာနန်နဲ့ကနေဒါဝန်ကြီးတို့ကဒီ R2B ကိုအဆိုတင်သွင်းခဲ့ပေးတာပေါ့နော်ဒါကြောင့် R2B ဆိုတာပေါ်လာတာဒါသူတို့က R2B ကိုသူတို့အချက်၄ချက်နဲ့သူတို့ကဆုံးဖြတ်ပြီးတော့ဝင်ဖို့အတွက်ကိုပြောလာတယ်အဲ့ဒါကဘာလဲဆိုတော့လူမျိုးတုံးတက်ဖြတ်ခြင်းမျိုးနွယ်စုပျောက်ကွယ်အောင်တက်ဖြတ်ခြင်းနဲ့စစ်အားအလွန်ကျွန်းတုံးပြီးတော့ရာဇဝတ်မှုကျူးလွန်ခြင်းလူသားများပေါ်ရာဇဝတ်မှုကျူးလွန်ခြင်းဆိုတဲ့အချက်၄ချက်နဲ့ညီတယ်ဆိုရင် R2B ကိုတောင်းဝင်ရတယ်ဆိုပြီးတော့ပြောခဲ့တယ်ဟုတ်ပြီဒါကြောင့်လဲဆရာဆဆကဒီ R2B ကိုတရားဝင်တောင်းခဲ့တာအဲ့တော့ဆရာဆဆတောင်းခဲ့တယ်ဒီစာကိုသူတို့ ignore လုပ်လိုက်တာတော့မဟုတ်သေးဘူးအထဲမှာရှိနေသေးတယ်အဲ့ဒါကိုလိုအပ်တဲ့ဟာကိုဒုသမ္မတအနေနဲ့လိုအပ်တယ်လို့သူတို့ဆက်ပြီးတော့ဆွေးနွေးတိုင်ပင်မယ်နော်အဲ့တော့ဆက်ပြောမယ် R2B မှာအဆင့်3ဆင့်ရှိသေးတယ်ညီမတို့ဘလို့အဆင့်3ဆင့်ရှိလဲဆိုတဲ့အခါကျတော့
အဝါရောင်အဆင့်လိမ်မော်ရောင်အဆင့်နဲ့အနီရောင်အဆင့်အမှအဝါရောင်အဆင့်ကများစွာစိုးရိမ်မှုရှိတဲ့အခြေအနေလိမ်မော်ရောင်အဆင့်ကအနည်းကြားရောက်မဲ့ဆဲဆဲအခြေအနေရဲ့အနီရောင်အဆင့်ကအစုလိုက်အပြုံလိုက်တက်ဖြတ်မှုပြီးတော့အေးယူလိုအပ်လာပြီဆိုရင်သုံးမဲဆိုတဲ့အဆင့်3ဆင့်နဲ့သူတို့က discuss လုပ်ကြတာရှိသေးတယ်ဒါအာတူဘီချက်ချင်းမဝင်နိုင်တဲ့အကြောင်းရင်းပေါ့နော်ပြောချင်တာကအာတူဘီမဝင်ခဲ့တဲ့နိုင်ငံတွေရှိလားဆိုတော့ရှိတယ်အာတူဘီဝင်ခဲ့တဲ့နိုင်ငံ6နိုင်ငံရှိတယ်အဲ့ဒါ Ivory Coast, Libya, Mali, Sudan, တောင်ဆူဒန် Yemen နိုင်ငံတို့ဖြစ်တယ်เนาะအဲ့6နိုင်ငံကိုသူတို့အာတူဘီဝင်ခဲ့တဲ့နိုင်ငံတွေအဲ့တော့ဒီမှာစီးရီးယားအရေးမှာလည်းအမေရိကန်ကဒီအာတူဘီဝင်ဖို့အတွက်ကိုသူတို့စ조사တယ်ပေါ့နော်အဲ့ဒီမှာလည်းဆွမ်းနာပြောဆိုတရုတ်နဲ့ရုရှားဗီဒီယိုအာဏာသုံးပြီးတော့ဖယ်ရှားခဲ့တယ်အဲ့ဒီမှာသူကဘာပြောချာရှိလဲဆိုတော့သူတို့ရဲ့ဒီ State Council ပေါ့နော် Security Council မှာနိုင်ငံ9နိုင်ငံဗီဒီယိုအာဏာသုံးပိုင်ခွင့်ရှိတယ်အဲ့ဒါက US ရဲ့ UK ရဲ့ရုရှားရဲ့တရုတ်ရဲ့ပြင်သစ်ရဲ့ဆိုပြီးတော့9နိုင်ငံပေါ့နော်ဒီ9နိုင်ငံကဗီဒီယိုအာဏာသုံးပိုင်ခွင့်ရှိတယ်အဲ့ဒါကြောင့်သူတို့ကဗီဒီယိုအာဏာနဲ့ဖေရှားပြီးတော့ဒါကိုဖြတ်ခဲ့တာပေါ့နော်အဲ့တော့ဗီဒီယိုအာဏာကအမြဲတမ်းသုံးပိုင်ခွင့်ရှိလားအမြဲတမ်းအသက်ဝင်နေတာလားဆိုတော့လည်းမဟုတ်သေးဘူးဗီဒီယိုအာဏာကအမြဲတမ်းတော့ဒါကောင်စီလာရဲ့ဒီပေါ့နော်ဥက္ကဋ္ဌကိုယ်တိုင်ဆုံးဖြတ်ချက်တစ်ခုချလာပြီးဆိုရင်တော့ပြောင်းလဲနိုင်စရာရှိတာပေါ့နော်အဲ့တော့ညီမတို့တစ်ချက်ပြန်စဉ်းစားကြည့်မယ်ဆိုရင်ဒါအာတူဘီအကြောင်းဒါတိတလောက်ကို discuss လုပ်ပေးတာအဲ့တော့အာတူဘီအနေနဲ့သူ့ state တွေသူ့အဆင့်တွေနဲ့ဆွေးနွေးပြီးဆုံးဖြတ်မယ်ဆရာဆဆကမြန်မာနိုင်ငံရေးကိုအာတူဘီအနေနဲ့တောင်းမယ်ဆိုပြီးမဲ့တရားဝင်အားလုံးဒီသမ္မတတယောက်အနေနဲ့တောင်းလာမယ်ဆိုရင်တော့လေအဖြစ်တစ်ခုကသူ့ဟာသူထွက်လာပါလိမ့်မယ်ပေါ့နော်အဲ့တော့ညီမတို့ကစိတ်ကြစရာတော့မရှိပါဘူးဒုသမ္မတလည်းထွက်လာပြီးဆိုတဲ့အခါကျတော့သူ့ရဲ့လှုပ်ထုံးလှုပ်စီးနေဆရာကပါတီသူ့ဟာသူလိုအပ်တယ်လို့လှုပ်သွားပါလိမ့်မယ်ပေါ့နော်အဲ့တော့ညီမအခုပြောချင်တာကဒီအာတူဘီလာသည်ဖြစ်စေမလာသည်ဖြစ်စေအာတူဘီခန်းကဏ္ဍကိုခဏမေ့တာ United ခန်းကဏ္ဍကိုခဏမေ့တာလိုက်ရင်လည်းဒီနှစ်ခုကိုရှင်းကြည့်လိုက်ရင်ညီမတို့ကရှေ့ကိုအရန်ကိုသွားနေပါတယ်ဒါပေမဲ့အခုလက်ရှိမှာပြည်သူတွေဖိနှိပ်လို့ပြည်သူတွေကိုအကြမ်းဖက်လို့စစ်ဆွဲခုံညီမတို့မခံစားနိုင်လို့ဆက်ပြီးတော့ CRPH ကို pressure ပေးရင် CRPH ရဲ့အခန်းကဏ္ဍဝေဝါးလာတဲ့ခါကျရင်လုံရင်းကိုမရောက်တော့ဘူးဆိုတဲ့အချက်အနေထားကိုရောက်အောင်လို့ဒီစစ်အာဏာရှင်တွေအနေနဲ့ကဆက်လက်ပြီးပြည်သူတွေကိုဖိအားပေးနေမှာပါဆက်လက်ပြီးတော့လည်းလှုပ်ချင်သလိုလှုပ်နေအောင်ပါအဲ့အတွက်ဒုပြည်သူတွေအနေနဲ့ကတရားရာဂိုင်းလုံးပြန်ပြီးခုခံအကြမ်းဖက်ပြီးမဟုတ်ရင်တော့မှခုခံတင်သလားခုခံလို့ရပါတယ်ဆိုတာကိုနိုင်ငံတကာနဲ့ဒေါက်တာဆဆကိုယ်တိုင်ကလည်းပြောထားပြီးသားပါပြီးတော့နောက်တစ်ခုဆရာဆဆပြောတဲ့အထဲမှာresponsibility to protect မဖြစ်ခဲ့ဘူးဆိုရင် responsibility to ourselves လို့ပြောသွားတာရှိတယ်အဲ့ဒီအချက်ကလည်းသူကဘာကိုပြောချင်တာလဲဆိုတော့ဒီဘက်အခြေအနေနဲ့အဆင်မပြေဘူးဆိုဒီဘက်အခြေအနေနဲ့ဆရာဒီဒုသမ္မတနဲ့ဒီတိုင်းရင်းသားလက်နက်ကိုင်နဲ့ဆွေးနွေးပြီးလှုပ်ထိုက်တာကိုလုပ်မယ်ဆိုပြီးပြောသွားတဲ့အချက်မှာလိုအပ်တာတွေကိုသူတို့ဆက်လုပ်မဲ့အနေအထားမှာနိုင်ငံတကာရဲ့အကူအညီဒီလက်နက်အရေးတွေငွေကြေးအရေးအနေအထားတွေလုပ်ဖို့တွေကဒီပြောမယ်ဆိုဒုသမ္မတတယောက်အနေနဲ့လောက်ရမှာဖြစ်တဲ့အတွက်မြန်မာနိုင်ငံပြည်သူပြည်သားတွေအနေနဲ့100%ငါတို့ရဲ့ဒုသမ္မတကိုထောက်ခံအားပေးဖို့လိုပါတယ်ညီမဆိုရင်အခုဒီတောက်ကြနေမှာဆိုရင်ပေါ့နော်နယူးယောက်ကိုတယောက်တည်းသွားရမှာပါနယူးယောက်ကိုသွားမှာဟိုမှာနယူးယောက်မြန်မာတငယ်ချင်းတွေနဲ့တွေ့ပြီးတော့ညီမတို့ဆန္ဒပြဖို့တွေရှိတယ်အဲ့ဒီမှာဆိုရင်ညီမစီအခုစဉ်းစားဆရာပေါ့နော်ဆရာဒုသမ္မတကို100%ထောက်ခံတယ်ဆိုတဲ့အကြောင်းကိုညီမကိုယ်တိုင်ဆန္ဒပြမှာပါအဲ့တော့ညီမကိုယ်တိုင်ထုတ်ဖော်မှာပေါ့နော်အဲ့တော့အဲ့မှာရှိတဲ့ညီမပြည်သူပြည်သားတွေအနေနဲ့ကလည်းဒုသမ္မတကိုလုံးဝ100%ထောက်ခံပေးပါသူ့မှာလုံးဝမဲ့အချက်လက်တွေလက်မှတ်ထိုးလုံးဝမဲ့ကိစ္စတွေအများကြီးရှိပါတယ်အဲ့ဒါတွေကညီမတို့လိုချင်နေတဲ့အချက်အလက်တွေပဲဖြစ်ပါတယ်အဲ့တော့တခုခုများစိတ်တက်ကြလာပြီးစိတ်တခုခုများပေါ့နော်ငါတို့ခံနေရပြီလားလို့တွေးလိုက်ရင် site နဲ့ site ကို compare လုပ်ကြည့်ပါနိုင်ငံတကာစင်မြင့်ခုံပေါ်ရောက်နေတဲ့ site နဲ့နိုင်ငံတကာကိုအောက်ကျခံဖို့အတွက်ဗင်မင်နရှိကိုငှားတဲ့ site နှစ်ခုကိုရှင်းကြည့်လိုက်ရုံနဲ့တည်းပဲဘသူကတာတယ်ဘသူကမတာဘူးဆိုတာသိပါလိမ့်မယ်ပြီးတော့နောက်တစ်ခုကညီမတို့ကလက်နက်နဲ့သွားနေတာမဟုတ်ဘူးညီမတို့ရဲ့ဒီ CRPH နေနဲ့အုံနောက်နဲ့သွားနေရတာဖြစ်တဲ့အတွက်အရန်ကိုအန်ဒီရယ်များပါတယ်အရန်ကိုစဉ်းစားပြီးတော့လုပ်နေရပါတယ်တခုခုမှားတာနဲ့သူဒီကြောက်ကဘာမှာတောင်းတက်နေတဲ့လှေကားတစ်ခုလိုပဲပြုတ်ကျသွားရင်ကြောက်ပဲရှိပါတယ်အဲ့ဒီအတွက်သူ့မှာအစင်စင်ကိုတွေးတောပြီးလုပ်နေရတာဖြစ်တဲ့အတွက်ဒုပြည်သူတွေညီညွတ်စွာနဲ့ယုံကြည်ပြီးအားပေးဖို့လိုပါတယ်တခုခုဆိုအပြစ်မမြင်ပါနဲ့ဒေါက်တာဆဆဆိုစနဒီနေ့ခင်းမှာဖြစ်တဲ့ပြဿနာတွေပြီးတဲ့ဒေါက်တာဆဆဟိုမှာအင်တာဗျူးလုပ်တဲ့ဟာလေးတွေတင်ပေးလာတယ်ဒါတွေကတေချာတွင်းရင်ဆရာဆဆပြုံးပြီးအင်တာဗျူးလုပ်နေတာမဟုတ်ပါဘူးနိုင်ငံတကာမှာဒီ CRPH ရဲ့အခန်းကဏ္ဍကိုပို့ပြီးပြည်ပြင်းအောင်သူပုံဖော်နေတာပါနိုင်ငံတကာနဲ့ချိတ်ဆက်မှုရနေအောင်လုပ်နေတာပါအဲ့တော့ဆွမ်းပြောသလို site နဲ့ site ကိုရှင်းကြည့်လိုက်တဲ့အခါကျရင်နိုင်ငံတကာစောက်ကန်ထားတဲ့အ site နဲ့နိုင်ငံတကာစင်မော်တင်နေတဲ့ site နဲ့အရှင်းကြီးပါအဲ့ဒါကိုတေချာမြင်ဖို့လိုပါတယ်ညီမတို့တွေကအစင်ပေါ်ကနေနေတာပါသူတို့ကတနက်နဲ့ရမ်းပြစ်နေလို့ခံရလို့ဒါကိုယ်တွေနာကျင်တယ်လို့ထင်နေရတကယ်တော့ညီမတို့ကစင်ပေါ်ကိုရောက်နေတာပါ
အခုဆိုဆက်လက်ပြီးစင်ပေါ်ရောက်ပြီး step by step တွေဒုသမ္မတလုပ်မယ်ဆိုညီမတို့ကအများကြီးပို့ပြီးတော့အလားလာကောင်းတဲ့ဟာတွေဖြစ်လာပါမယ်ဖြစ်လာဖို့လည်းရှိပါတယ်သတင်းကောင်းတွေလည်းအများကြီးထွက်လာပါလိမ့်မယ်အဲ့ဒီတော့အတွင်းမှာစစ်အာဏာရှင်တွေနဲ့လုံနိုင်တာကလက်နက်ကင်ပြီးပြည်သူတွေဆက်လက်ဖိအားပေးတာပဲလုံလာမှာဖြစ်ပါတယ်အဓိကCRPH ရဲ့အခန်းကဏ္ဍဝေဝါအောင်လုပ်မှာဖြစ်တဲ့အတွက်ဒို့ပြည်သူတွေညီမအောင်ရပါမယ်ဆက်လက်ပြီးညီကိုညီနေရပါမယ်အခုလက်ရှိတဲ့ဒို့တိုင်းရင်းသားညီကိုမောင်နှမတွေပြည်တွင်းမှာရှိတဲ့လူငယ်တွေအကုန်လုံးကဆက်လက်ပြီးတော့လည်းညီနေတယ်ညီမတို့ဒီနိုင်ငံရဲ့ခြားမှာရောက်နေတဲ့လူတွေအကုန်လုံးကလည်းဆက်လက်ပြီးညီပြီးတော့တွန်းပြီးသွားမယ်ဆိုရင်အခုဆိုရင်ညီမတို့သွားနေတဲ့ CRPH Democracy Federal သွားနေတဲ့ယထာတွဲကြီးမှာ CDN သမားတွေရဲ့ကျမတို့ပြည်သူပြည်သားတွေရဲ့နိုင်ငံတကာရဲ့ comment တွေနဲ့လမ်းကြောင်းပြပေးမယ်ဆရာဆာလို့ပညာတတ်မျိုးရဲ့ပြီးတော့အခုလိုမျိုးသမရရဲ့ပါလာပြီဆိုဟောရင်ညီမတို့ခီးကလမ်းပြောင်းစရာမရှိတော့ပါဘူးလမ်းကြောင်းအမှန်တိုင်းကိုသွားနေပါပြီတခုခုများစိတ်ဆင်းရဲလာပြီဆိုရင်ရှေ့မှာညီမပြောခဲ့တယ် site ကို compare လုပ်ကြည့်ပြီးတော့စဉ်းစားပါနိုင်ငံတကာကိုဒေါ်လာ2 သန်းပေးပြီးတော့ဖားရမယ်အဖွဲ့အဆိုင်နဲ့နိုင်ငံတကာမှာ straight ခုံပေါ်ရောက်နေတဲ့ site နဲ့ site ကို compare လုပ်ကြည့်ပြီးတော့အားမွေးပါပြီးတော့နောက်ထပ်တေးကြတာတစ်ခုက American နဲ့ဒီအနောက်နိုင်ငံတွေလုံးဝသူ့ရဲ့ကမ်းလှမ်းမှုလုံးဝလက်မခံဘူးဆိုတာတေချာသလောက်ရှိပါတယ်ညီမလည်းဒီမှာမေးပြီးသွားပြီတေချာသလောက်ရှိတယ်လုံးဝလက်မခံဘူးပိတ်ဆို့မှုတွေဆက်လက်ပြီး short ပေးမှလည်းမဟုတ်ဘူးပိတ်ဆို့မှုတွေထပ်တိုးဖို့ပဲရှိပါတယ်ညီမလည်းဒီကနေပြီးတော့ဒီကရှိတဲ့ officer တွေအကုန်လုံးကိုဒီကနိုင်ငံသားရေးဝန်ကြီးရုံးကိုစာပို့ခိုင်းထားပြီးသွားပါပြီသူတို့လည်းကူညီပြီးတော့ email ပို့ပေးမယ်လို့ပြောပါတယ်အဲ့ဒီအတွက်လည်းညီမခုခဏနေအဲ့ရဆရာတွေနဲ့တခါသွားတွေ့ရပါအောင်မယ်သွားတွေ့ပြီးတော့ဆက်လက်ပြီးတော့ကူညီပေးဖို့ကိုဆက်ပြီးတော့လိုအပ်သလိုထပ်ပြောရပါမယ်ခဏနေညီမတို့ LA ရုံးချုပ်ကိုလည်းဖုန်းဆက်ပြီးအဲ့ဒီကရှိတဲ့လူတွေအကုန်လုံးကိုလည်းကူညီပေးဖို့လှမ်းပြောပါမယ်အဓိကကတော့ဒီကနိုင်ငံသားတွေအနေနဲ့မြန်မာနိုင်ငံရေးကိုပါလာပြီးဆိုရင်တို့ဘက်ကလည်းပြောင်းလဲကြတစ်ခုခုဖြစ်လာပါလိမ့်မယ်တွေးတောကြတစ်ခုအခုလက်ရှိလည်းမဖြစ်ဘူးလို့လားမဟုတ်ဘူးဖြစ်နေပါတယ်သူတို့ကိုယ်တိုင်ကလည်းဒီမြန်မာနိုင်ငံရေးကိုလုံးဝ attention ထားပါတယ်ဘသူဝင်လာသူတို့ကလွယ်ကူဆုံးဖြတ်ချက်ချပေးမဲ့လူတွေလည်းမဟုတ်ပါဘူးပေါ့နော်အဲ့တော့ဖယ်မနာရှိလဲကြောက်စရာမလိုပါဘူးသူ့ဟာသူသွားပါညီမတို့လည်းလှုပ်ရှားရှိတာလှုပ်ရပါမယ်အဲ့တော့ညီမတို့တွေတခုခုများစိတ်ဆင်းရဲလို့တခုခုများဟာလုံနေပါပြီလူတွေတော့အများကြီးတည်နေပါပြီလူတွေလာဆက်ဖြတ်နေဘယ်လိုလုပ်မလဲဆိုတော့စိတ်ကိုတွေးဝေးစားမတွေးဘဲနဲ့စိတ်ကိုငြိမ်နဲ့ဘာလုပ်ရမလဲဘာလုပ်သင့်လဲဆိုတာကိုတေချာတွေးစေချင်ပါတယ်ဒုညီကိုမောင်နှမတွေကလည်းတခုခုများလွဲချော်သွား1988မှာတည်ခဲ့တဲ့ထောင်ပေါင်းများစွာသောလူတွေရဲ့အခုလက်ရှိကြာဆုံးသွားတဲ့60ကျော်ရဲ့ပေါင်းလိုက်ကြီး2009မှာလည်းညီမတို့ဖုန်းရေးချင်းမှာကြာဆုံးသွားတဲ့တန်ဃာတော်တွေဖုန်းကြီးတွေပြည်သူတွေလည်းရှိခဲ့တယ်အဲ့တော့ဒီလူတွေပေါင်းလိုက်ဒီလူတွေရဲ့သွေးကြွေးကိုဒီအချိန်မှမဆက်ရင်တို့တွေဘယ်အချိန်မှဆက်မလဲတို့တွေကအခုလက်ရှိကလမ်းကြောင်းပေါ်ကိုအကုန်လုံးရောက်နေပြီတကယ်လို့သာအာနာရှင်ဘက်ကသူတို့တာနေပြီဆိုညီမတို့ကို ignore လုပ်လိုက်လို့ရပါတယ်ဒီလောက်ထိလည်းသူတို့လုံနေစရာမလိုပါဘူးเนาะအခုနိုင်ငံတကာမှာကောဒီပြည်တွင်းမှာကောသူတို့အဖက်ကကြာရှုံးနေတဲ့အတွက်ကြောင့်တာပြည်သူတွေကိုလက်နက်အားကိုနဲ့ဖိရင်လုံနေတာပါဒါကိုသိဖို့လိုပါတယ်လက်နက်အားကိုနဲ့အနိုင်ကျင့်ပြီးတော့ပြည်သူတွေရဲ့ရားပိုင်ခွင့်ရှိတဲ့လူအခွင့်အရေးကိုပြင်းထန်ချိုးဖောက်နေတာပါနောက်ဆုံးတစ်ချက်အနေနဲ့ ICJ တို့ ICC တို့အဲ့ဒီမှာထိုးမဲ့လက်မှတ်တွေကလည်းတရားဝင်သမရတယောက်ရဲ့လက်မှတ်နဲ့အများကြီးကွာပါတယ်အဲ့ဒီအချက်တွေကလည်းသူ့ဟာသူအဆင့်လိုက်လာပါလိမ့်မယ်ညီမတို့လိုချင်တဲ့ target ကိုကလည်းဒီရှေ့ကခေါင်းဆောင်နေနဲ့သွားမှဖြစ်တဲ့အတွက်ဒုညီကိုမောင်နှမတွေယုံကြည်စွာနဲ့အားကျိုးမှန်တဲ့နဲ့ခွန်အားပြည့်နဲ့လှုပ်ဖို့လိုပါတယ်ညီမလည်းဒီကနေပြီးတော့လှုပ်ထိုက်တာတွေကိုရနိုင်ပြီး၍အတူတချောင်းလေးပဲဖြစ်နေပြီအဲ့လောက်လေးပဲပေါက်နိုင်ပြီစီညီမဆက်ပြီးစူးစမ်းပြီးလှုပ်သွားပါမယ်ဒုညီကိုမောင်နှမတွေကအားလုံးကလက်လက်ကြီးနဲ့ပစိန်လောက်မပေါက်နိုင်ပေမဲ့အပေါက်ရတွေအကုန်လုံးကပစိန်ပေါက်လောက်ကြီးဖြစ်နိုင်တယ်ဆိုတာကိုလည်းမမေ့ကြပါနဲ့ဒုပြည်သူတွေညှိရင်ဘယ်သူမှမခံနိုင်ပါဘူးနောက်တစ်ချက်ကအင်ရှင်မတွေအနေနဲ့အခုလက်ရှိတရုတ်ပြည်မှာရှိတဲ့အသီးနှံတွေဝယ်စားခြင်းကိုလည်းရှောင်ပေးပါဒါဘာကိုပြောချင်တာလဲဆိုတော့တို့တွေအကုန်လုံးကရှောင်လို့အကုန်လုံးမရဘူးဆိုရင်တော့မှတနည်းအားဖြင့်ရရင်ရသလိုတို့တွေလုံနိုင်တဲ့အတိုင်းအတာနဲ့ရတဲ့နည်းနဲ့ကိုလုံတင်ပါတယ် social punishment အရန်ကောင်းပါတယ်အဲ့ဒီအတိုင်းဆက်လုပ်ပါမယ်လုတ်တင်တာကောင်းတာတွေမကောင်းတာတွေလာမပြောပါနဲ့ညီမတို့ရှေ့မှာနိုင်ငံရေးလုတ်ခဲ့တဲ့လူတွေဒီနိုင်ငံရေးလုတ်ခဲ့တဲ့အတွက်အကျိုးခံစား권မရခဲ့တဲ့လူတွေအများကြီးပါပဲအခုမှ social punishment လုတ်တော့မှကိုသားသမီးကိုအသွေးသားတွေထိတော့မှလာမလို့နဲ့ဒါမျိုးတွေမထောက်ခံဘူးဆိုတော့လုံးဝအားမပေးပါဘူးเนาะတိုင်းပြည်အတွက်ဘာအကျိုးအမြတ်ဘာမှမဖြစ်ပဲနဲ့ဒီလိုမျိုးလုံနေတာကိုပြည်သူတွေအများကြီးတွေးမိကြပြီးတင်နေတော့ကတော့ ignore လုပ်ပြီးတော့သူတို့ကို social punishment လုပ်တော့မှကြောက်ရလားငါသားသမီးထိရင်တော့ငါညီကိုမောင်နှမထိရင်တော့ဆိုခံစားချက်တွေထွက်လာတယ်ဆိုရှင်တို့တွေရှေ့မှာတေခဲ့တဲ့လူတွေကိုတစ်ချက်
တွေးတော့ပြီးကြည့်လေးပါအဲ့တော့အခုလက်ရှိညီမပြောချင်တာက social punishment လုပ်တဲ့ group ကလည်းသူ့ဟာသူလုပ်နေပြီပြည်တွင်းမှာလုပ်နေတဲ့ညီကိုမောင်နှမတွေအကုန်လုံးကလည်းသူ့ defend နဲ့သူသွားနေပြီညီမတို့ပြပအားတွေကလည်းကိုယ့်အကိုသွားနေပြီနိုင်ငံတကာအားကလည်းဆရာဆဆအနေနဲ့ကောဒုသမ္မတအနေနဲ့ကောသွားမယ်သွားလမ်းကြောင်းတိုင်းသွားနေတာဖြစ်တဲ့အတွက်တို့ညီကိုမောင်နှမတွေလုံးဝကြောက်စရာမလိုပါဘူးเนาะလုံးဝကြောက်တဲ့စိတ်ကတော့မရှိဘူးဆိုတာတော့သိပါတယ်